ဒ္ဓသာသနာစီတံအိဋ္ဌတုဗုဒ္ဓသာသနာစီတံအိဋ္ဌတုဗုဒ္ဓသာသနာစီတံအိဋ္ဌတုပါဗျာမြန်မာပြည်ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးဤတရားဌာနဖြစ်ပါသောပကံရှိဟောင်းယဉ်ကျေးမှုနယ်မြေမြင်းကဘာရွာရက်ွက်တီးတီးမှာရှိကြတဲ့စွန်းဒါယကစွန်းဒါယီကာမအပေါင်းတို့ခင်ဗျာလစဉ်လာတိုင်းလတိုင်းရှိရတဲ့နန်းနဲ့မှာဖယားမှုရှိသောထေသံဃာရှင်သူများများကိုဖြင့်စေတနာတရားတရားအားဖြင့်စွန်းလောင်းလူပူဇော်ကြပါယံပုံညမုဒိတာလစဉ်စွန်းလောင်းအသင်းကြီးမှာကုသိုလ်အရေးမျှော်တွေးလို့အကျိုးမျှော်နှိုးဆော်လိုက်ရပါကြောင်းစွန်းဒါယကစွန်းဒါယီကာမအပေါင်းတို့ခင်ဗျာကြောင့်ကံများနဲ့တည်ထောင်ခဲ့ရပကံမြေရင်ကြည်မှုအမွေဝင်ဝင်ကြွားကြွားပွင့်လန်းနဲ့ဌာနေဘိတုကပံဘာကြီးလို့တင်စားနိုင်လောက်ပြီးမယုံနိုင်လာပြီးအဖို့တန်နဲ့မြေတို့ဟန်ပန်မြို့ပကံရွှေနိုင်ငံမြမတို့ရဲ့ဘူမိနဲ့တန်ပကံအမှန်ကြောင့်ကံများနဲ့တည်ထောင်ခဲ့ရပကံမြေရင်ကြည်မှုအမွေဝင်ဝင်ကြွားကြွားပွင့်လန်းနဲ့ဌာနေဘိတုကပံဘာကြီးလို့တင်စားနိုင်လောက်ပြီးမယုံနိုင်လာပြီးအဖို့တန်တဲ့မြေတို့ဟန်ပန်မြို့ပကံရွှေနိုင်ငံမြန်မာတို့ရဲ့ဘူမိနဲ့တန်ပကံပကံပြည်သာသနာဆောင်အရှင်အရဟံလမ်းပြခဲ့တာမင်းမြတ်အနောယထာဥခိုက်ကခါကတရားမြတ်ဒေသနာနာယူလို့သာထေရဝါဒသာသနာပကံမှာထွန်းပါစေတရားမြတ်ဒေသနာနာယူလို့သာထေရဝါဒသာသနာပကံမှာထွန်းပါစေယခုအခါတို့ကြီးရောဘာသာရေးသာသနာရေးအလူတန်းတွေပြင်းနေရှာလောင်းစီသူမင်္ဂလာပြောနေပကံပြည့်ရဲ့ပြောစီတံပြောစီတံဝိစာမြင်ကဘာရွာရဲ့စီပြောတန်တာသာသနာရောင်ဝဝင်းထွန်းလင်းနေရွာထေတန်ငါရှင်မြတ်များကိုစွန့်လောင်းကြမှာသာသနာရောင်ဝဝင်းထွန်းလင်းနေရွာထေတန်ငါရှင်မြတ်များကိုစွန့်လောင်းကြမှာပုံညမုဒိတာစွန့်လောင်းတင်မှာဒါနတရားသီလတရားဘာဝနာတရားတွေပွားစီမှာနိဗ္ဗာန်ကိုရည်မှန်းလို့လူရန်မှုနှိုးဆော်လိုက်တာဒီတာမှုဖြစ်တယ်
ဝိတကတို့စံတရားမောင်ဖြူဝင်ဂိတတန်ဆုံးကိုတကူတော့တီးခတ်ကတီးစရာမြင့်ကွာစင်ကုန်သားလေးမောင်ဖြူပြည်သက်ရှင်မောင်တက်နိုင်စုအတပန်းဆိုင်ရာတိုင်စင်လိုက်မြင်းကဘာတို့နဲ့အတူညီနောင်ပေါင်းစုဒါနပြုဂိတတန်စင်နိဗ္ဗာန်ဝင်ရအောင်ရောတန်ဝိစာမြင်းကဘာတိအလင်္ကာဖြင့်ပါရမီဖြည့်ဆည်းလိုက်ရပါကြောင်းသူတော်ကောင်းအပေါင်းတို့ခင်ဗျာစီရီတရားကြောင့်ကံများနဲ့တည်ထားခဲ့ရပကံကြီးရင်ကျင်းမှုအမွေဝင်းဝင်းကြွားကြွားပွင့်လန်းနေထားနေဘိတုကပင်ကဘာကြီးလို့တင်စားနိုင်လောက်ပြီးမယုံနိုင်လာပြီးအဖို့တန်နေပြီတို့ဟန်ပန်မြို့ပကံရွှေနိုင်ငံမြန်မာတို့ရဲ့ဘူမိနဲ့တန်ပကံကြီးအနံပကံပြည်သာသနာသမအရှင်အရဟံလမ်းပြခဲ့တာမင်းညအနောယထာဥခိုက်ကခါကတရားမြတ်ဒေသနာနာယူလို့သာထေရဝါဒသာသနာပကံမှာထွန်းပါစီရာတရားမြတ်ဒေသနာနာယူလို့သာထေရဝါဒသာသနာပကံမှာထွန်းပါစီရာယခုအခါတို့ပြည်ရွာဘာသာရေးသာသနာရေးအလူတန်းတွေပြနေရှာအလောင်းစီသူမင်္ဂလာပြောနေပကံပြည်ရဲ့ပြောစီတန်တာယောစီတန်ဝိစာမြင်ကဘာရွာရဲ့စီပြောတန်တာသာသနာရောင်ဝဝင်းထွန်းလင်းနေရွာထိတန်ကရှင်မြတ်များကိုစွန့်လောင်းကြမှာသာသနာရောင်ဝဝင်းထွန်းလင်းနေရွာထိတန်ကရှင်မြတ်များကိုစွန့်လောင်းကြမှာပုံညမုဒိတာစွန့်လောင်းခြင်းမှာဒါနတရားသီလတရားဘာဝနာ